အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ GoBookShare Channel လေးအတိုင်းကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာအက္ခတော်ကြီးတားထားတဲ့ပညာသည်အဖွားဆုံးနဲ့နတ်နေကိုင်းဆိုတဲ့ပရလောကပြည့်မှန်ဇာတ်လမ်းလေးကိုစာစဉ်ကိုအနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရက်တော့ဒေါ်စန်းငွေမှာအိမ်တက်လူလုပ်တယ်ဆိုပဲဗျဒေါ်စန်းငွေဆိုတာဈေးထဲမှာဝတ်သားအောင်တဲ့ဒေါ်ကြီးဗျဝတ်သားတော်မှာသူကလက်လီတယ်မကဘူးပြန်အောင်ကျင်တဲ့လူတွေကိုလက်ကားပြင်ပြီးတဲ့လက်ကားသမားလို့ပြောလို့ရတယ်ဗျဈေးတယ်တွေထဲမှာအချမ်းသာဆုံးဈေးဝင်တဲ့သူဆိုရင်လည်းမမဘူးပေါ့ဗျာဒေါ်စန်းငွေနဲ့အဖွားမက်ကင်မနဲ့ကတိတ်ခင်ကြတာဗျဒေါ်စန်းငွေတို့အိမ်ကအတော်အိုအောင်နေပြီဗျအဲ့ဒါနဲ့အိမ်အောင်ကြီးကိုဖြတ်ပြီးအိမ်သစ်ဆောက်ကြတယ်အိမ်ဆောက်ပေးတာကလည်းကျုပ်ဦးလေးဦးမျိုးတော်တို့အဖွဲ့ပါပဲဗျာတစ်ပေါ်တဲ့ရက်ဆိုတော့တစ်ကောင်းဝါကောင်းနေနေကြီးဆောက်ထားတာဗျလေးပင်အကြီးကြီးကိုတင်မောစေးတုတ်ထားတာပြောင်လက်နေတာပါပဲအဖွားလူသွားတော့ကျုပ်လည်းကက်မြောင်လိုက်ခဲ့တာပေါ့ဗျာအိမ်တဲ့လူမှာတရားတွေပါနေနာပြီးတော့လာတဲ့လူတွေကိုအုံနှုတ်ခေါက်ဆွဲကျွေးတယ်ဗျကျုပ်ဆိုရင်ခေါင်းဖောင်ကိုစားတာဗျာစားတော့နေတော့ဒေါ်စန်းငွေကကျုပ်တို့ဇွဲရနာရောက်လာပြီးအဖွားနဲ့စကားပြောတယ်အဖွားကဒေါ်စန်းငွေကိုကြည့်လို့စန်းငွေအလူလို့ဖို့တော်တော်အပင်မဲခံလိုက်ရတယ်နဲ့တူတယ်မျက်နှာတွေကိုခြောင်ကြနေပါလားဒေါ်စန်းငွေကဘေးဘီကိုတစ်ချက်ကြည့်လိုက်ပြီးအလူလို့ဖို့ကမပင်မဲမှာဘူးဒေါ်ကင်မရေအိမ်မှာပြဿနာလေးတစ်ခုရှိနေလို့မိသားစုဆိုတာဒီလိုပါပဲဟာမိသားစုပြဿနာမဟုတ်ဘူးဒေါ်ကင်မရဲ့ဒီအိမ်ကြီးမှာပြဿနာရှိနေတာဘာလဲအမွေကိစ္စတွေပါရင်များလားဒါမှမဟုတ်အိမ်ဆောင်ရင်လက်လန့်ချွတ်လန့်ဖြစ်သွားလို့အကျွေးတင်သွားတာလားအဲ့ဒါတွေတခုမှမဟုတ်ဘူးဒေါ်ကင်မရဲ့အိမ်ရဲ့ဟိုးအနောက်ဘက်ကအတိုင်းကလေညညဆိုရင်တောက်ခေါက်လိုက်တက်ပြင်းချလိုက်တဟင်းနဲ့ညီးလိုက်နဲ့ဖြစ်နေလို့ဒေါ်ကင်မရဲ့အဖွားကမျက်လုံးပြူးသွားတယ်နင်းတို့ပရိရည်တွေပါရင်နဲ့မပက်ကြဘူးလားလုံနေတာတော့စုံနေပြီနတ်ကတော်စီကတော့ရှံပြူရှံနေသားတွေယူပြီးပတ်ထားသေးတယ်ခဏပဲရတယ်ပြီးရင်ပြန်ဖြစ်တာပဲအိုးတိတ်လေအစွဲလမ်းမထားပါနဲ့အခုအိမ်ထဲလုပ်ပြီးပရိရည်တွေပါရွတ်လိုက်ပြီးပဲမဟုတ်လားမကြခင်ကောင်းသွားတော့မှာပါကောင်းမှာပါပဲဒေါ်ကင်မရဲ့ကျမတို့လည်းအေးပြတာများတော့လူကယူးကြောင်ကြောင်ဖြစ်ကျင်နေပြီစားတော့ပြီးအိမ်ထက်ကတိုင်ပြန်လာခဲ့ကြတယ်ဗျကျောင်းပိတဲ့ရဲ့ဆိုကျုပ်ကအဖွားနဲ့ဈေးကူလိုက်ပေးရတယ်ဈေးရောက်ပြီးတော့မှမြေဖွားနေအောင်အိမ်ကိုအတူပြန်လာချက်ပြုတ်စားကြတာဗျဒီနေ့ကျတော့ထူးတယ်ဗျအဖွားကဈေးစောစောသိမ့်ပြီးဒေါ်စန်းငွေတို့ဝတ်သားဆိုင်ကိုသွားတာဗျဒေါ်စန်းငွေကလည်းပတ်ဆိုင်ကြီးဆွဲပြီးလိုက်လာတယ်သူတို့နေရာကိုစကားတပြောနဲ့အရှိကသွားရင်ဝင်ချသွားတာကအဖွားသားအိမ်ကိုဖြစ်နေတယ်ဗျအိမ်ပေါ်လဲရောက်ရောအဖွားကစကားစားတယ်ဗျအစောကြီးစန်းငွေတို့အိမ်မှာတိုင်စလုံးကတိုင်အတန်တွေထွက်နေတယ်ပြောတယ်သူတို့လောက်တာလဲနီးစုံနေပြီအဲ့ဒါအစောနည်းနည်းပါးပါးကြည့်ပေးလိုက်စမ်းပါကွယ်အဖွားကဒေါ်စန်းငွေလက်ကိုကိုင်းကြည့်ပြီးမျက်စိမိတ်လို့အာယုံခံကြည့်တယ်ဗျနင်းအိမ်မှာတော့ဘာမှမရှိပါဘူးငါအထင်တစ်မှာကက်နေတာဖြစ်မဲဟာဒါဆိုရင်လေအိမ်ကိုတစ်ခါတည်းလာလိုက်ပြီးကြည့်ပေးပါတော့မေစောရဲ့အဖွားစောကိုစိုက်ကားနဲ့တစ်ခါတည်းတင်ပြီးပင့်သွားတယ်ကျုပ်တို့မျိုးဖွားကစိုက်ကားတစ်စီးအဖွားစောနဲ့ဒေါ်စန်းငွေတို့ကတစ်စီးပေါ့ဗျာဒေါ်စန်းငွေတို့အိမ်တိရောက်တယ်ဆိုရင်ပဲအဖွားစောကအိမ်ရှိမှခါတော့ရက်လိုက်ရင်မစိုးဘူးဟဲ့နင်တို့အင်္ဂလိပ်ကတက်တက်ရဲ့ရှိသားပဲပြောစမ်းဘယ်နာကတက်ကအတန်ထွက်တာလဲဟောဒီနောက်ကပါမေစောအိမ်မော်တက်လာခဲ့ပါဒေါ်စန်းငွေကအိမ်ရဲ့နောက်တောင်ဘက်နာကတိုင်ကိုလက်ညှိုးထိုးပြတယ်ဗျအဖွားစောကတေချာကြည့်လိုက်ပြီအိမ်ရဲ့နောက်တောင်ဘက်ကတိုင်ဆိုတော့ရဝေတိုင်လို့ခေါ်တယ်အဖွားစောကပြောပြောဆိုနဲ့တိုင်ကိုလက်ညှိုးနဲ့တောက်ကြည့်တယ်အဖွားစောတောက်လိုက်တယ်ဆိုရင်ပဲတိုင်ပေါ်ဘက်ကတိုင်တောက်ခုတ်တိုင်ကြီးကိုကြားလိုက်ရတယ်အတန်ကြားရတဲ့ကျုပ်တို့တောင်မှခေါင်းမွေးတွေထောင်ပြီးကြက်သီးတွေထသွားတယ်ဗျဒီတိုင်ကြီးမှာတရေကက်နေတာများလားမေစောတရေတော့မဟုတ်ဘူးတစ်ပင်က6လန့်နေတာတချို့ကတစ်6လို့လည်းခေါ်တယ်တရေမဟုတ်တော့ဘာကြီးလဲရှေးတုန်းကအိမ်မဆောက်ရတဲ့တစ်ဆိုတာရှိတယ်အဲဒီတုန်းကတစ်ဝါပေါ်တဲ့ခေတ်ဆိုတော့တစ်ခုသမားတွေကမဆောက်ရတဲ့တစ်တွေအမင်္ဂလာတစ်တွေဆိုရင်မခုတ်ကြမခွဲကြဘူးပေါ့အခုခေတ်ကျတော့တစ်ဖြစ်ပြီးရောခုတ်ကြခွဲကြနေဆိုတော့မဆောက်ရတဲ့တစ်လာပါလားရင်းမနေတော့ဘူးပေါ့နင်တို့အိမ်တစ်ဆောက်တဲ့အခါအဲ့ဒီလိုတစ်ပါလာခဲ့တာပဲတစ်ပင်တစ်သားကိုယ်တိုင်ကဓာတ်တဘောနဲ့6လန့်နေတာဟာမကောင်းတဲ့တရေဆွဲခဲ့ပြီး6လန့်နေတာမဟုတ်လို့နင်တို့ဘာလို့ဘာမှမဖြစ်တာပေါ့အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲမေစောတင်မင်းပင်စုရှိရင်အဲ့ဒီစုကိုရိုက်ထည့်လိုက်လို့ရတယ်အဖွားစောပြောတော့ကျုပ်အဖွားကရှိတယ်တင်မင်းပင်ငါတို့အိမ်မှာရှိတယ်အစောအဲ့ဒါဆိုစုပါတဲ့ရွက်တွေလောက်သွားခုလာခဲ့စမ်းမှာကရင်မရေအဖွားကအိမ်ခဏပြန်သွားတယ်ဗျတိတ်မကြဘူးပြန်ရောက်လာတယ်
လက်ထဲမှာတော့တထာလောက်ရှိတဲ့တင်မင်းပင်ရွက်ကလေးကင်ထားတယ်ဗျအဖွားသောကတင်မင်းရွက်ကိုကြည့်လိုက်ပြီး နင်းဟာကတင်မင်းအသေးလေးပဲကေမရဲ့ဒီအစုသေးသေးလေးကအိမ်နယ်လေးကိုဘယ်လိုရိုက်ထည့်လို့ရမလဲငါပြောတာကတင်မင်းအကြီးမျိုးကိုပြောတာတင်မင်းကြီးရဲ့စုကစူးတင်တစ်လက်မှနှစ်လက်မှလောက်ရှိရဲ့စူးတွေကတန်လိုပဲမာတယ်ဒါဖြင့်မလို့လောက်တော့မလဲဒီအိမ်နယ်ကြီးကိုဖြုတ်လဲလိုက်ရမလားဒီလိုလုပ်ဖို့တော့မလိုပါဘူးရှေးစရာတွေတုံးခဲ့တဲ့တစ်ကြံစေးဆိုတာရှိတယ်အဲ့ဒီစီငါဖော်ပေးမယ် အဖွားသောကစာရဲတရယူလိုက်ပြီးဒေါ်စန်းဝင်ကိုလိုက်မှတ်ခိုင်းနေဗျ ကျက်စိတ်စေးလင်းရှိန်ကန်သွင်းမြင်းချေထဲကြိတ်ကြဘုံရီဖြောပါအိမ်ကျောင်းရာဖြန်းကပက်လီကြ၎င်းစေးတာတိုင်းရင်မှဆွဲကတုတ်အပ်စွာတဲ့ လိုက်ရင်းနေတဲ့ဒေါ်စန်းငွေတောင်ခေါင်းကူသွားတယ် မင်းစောအဲ့ဒါဘာတွေလဲရင်စေးပေါ်တဲ့နီးဟဲ့ကဲအောက်ကတိုင်လိုက်ရည်စမ်းကျက်သွနီးစိတ်ချေစေးတန်းလင်းနေရှိန်ကိုကန့်မြင်းချေအဲ့ဒီခုနှစ်ခုကိုတင်းယုံထည့်ပြီးကြိတ်ပြီးရင်စံစည်းနေဖြောလို့တိုင်ရင်မှတုတ်ရမယ်အခုဒီဆွေးတွေကိုတန်ဆုံသလုံးစာလောက်ရအောင်ရှာပြီးကြည့်ရမယ်ပြီးရင်အင်ဒိုတစ်ခုစာလောက်ရအောင်ဖြောမယ်ဒီဆွေးတွေကိုတော့ဈေးတွေကပေးရဈေးဆိုင်မှာဝယ်လို့ရတယ်မြင်းချေစိတ်ကြီးကတော့ရွာစွန်းမှာမြင်းတွေစိတ်တွေမွေးတဲ့အမီနာတို့စီကတောင်းဝယ်ရမယ်ထင်တယ်ဝယ်တဲ့အခါဈေးမစစ်မိသေးနဲ့ကြားလား ဒေါ်စန်းငွေကစေးပစ္စည်းတွေဝယ်ဖို့သူ့ယောက်ျားကိုလွှတ်လိုက်တယ်ဗျကျုပ်ကတော့အမီနာတို့စီသွားပြီးစိတ်ချင်းမြင်းကြီးတွေတောရခိုင်းနေပါဗျာဒါတွေအကုန်ရပြီဆိုတော့ကျက်တင်တွေကိုထောင်းခုနကစေးပစ္စည်းတွေကိုလည်းထောင်းပါဗျာစိတ်ချင်းမြင်းကြီးတွေကိုတော့အင်ုံကြီးတစ်ခုတည်းထည့်ပြီးရေနဲ့ဖြောရတယ်ပြီးတော့ကြိတ်ထားတဲ့စေးတွေအင်ုံကြီးတွေလောင်းထည့်ပါဗျာအားလုံးသမတော့အောင်ဒုတ်တစ်ချောင်းနဲ့မှုရတယ်ဗျ ဒါနဲ့မရသေးဘူးငလေးရေ3နှစ်ဖြစ်ဖြစ်4နှစ်ဖြစ်ဖြစ်တစ်သားတိုင်တစ်ခုရှာသန်းအိမ်ရှိတစ်စက်မိတ်အောက်မှာကျင်းသူပြီးစိုက်ထားလိုက် အဖွားသောပြောတဲ့အတိုင်းကျုပ်လုပ်ရတယ်အိမ်ဆောက်တုံးကပိုးတဲ့တစ်တူသစ္စာလေးတွေကိုအင်ဂျီအေးမှာပုံထားတယ်ဗျအဲ့ဒီတဲကလူကြီးခါးသားလောက်ရှိမယ်လင်းနဲ့တိုင်လေးတစ်ခုကိုယူပြီးတစ်စက်မိတ်အောင်နာမှာစိုက်ထားလိုက်ပါရောအဖွားသောကစုပ်တန်တဲ့အင်ုံကြီးကိုဒေါ်စန်းငွေကိုပေးလိုက်တယ် စမ်းငွေနင်းကအိမ်ရှင်ဆိုတော့နင်းတော့မှာရမယ်မကောင်းနေရတဲ့အိမ်ကထွက်သွားပါစေဆိုပြီးတော့အဲ့ဒီတိုင်ရင်ကိုစေးတုပ်စမ်း ဒေါ်စန်းငွေကအဖွားသောပြောတဲ့အတိုင်းအိမ်တိုင်ကိုစေးတုပ်လိုက်တယ်ဗျဒီအချိန်တိုင်မော်ကတိုင်လူနာကြီးသလိုတဟီးတန်ကြီးကြားပြီးတော့တိုင်ကိုလူတယောက်ဝန်တိုက်လိုက်လို့ဒုံကနေတန်ကြီးမြည်ထွက်သွားတယ်ဗျပြီးတော့အဲ့ဒီတိုင်ကြီးရဲ့ဘေးနားကတိုင်ကြီးမှာဒုံကနေမြည်သွားပြန်တယ် အဲ့ဒါတစ်ကုံတစ်ပြေးတာလို့ခေါ်တယ်ဒီဘက်ကမကောင်းနေရကဟိုဘက်ကတိုင်ကိုခုံပြေးသွားပြီဒါကြောင့်ငါကဈေးကိုမြန်းမြန်းဖြောခိုင်းတာအဲ့ဒီတိုင်ကိုပါတုတ်စမ်း အဲ့ဒီတိုင်ကိုတုတ်တော်လေခုနကအတိုင်းဖြစ်ပြီးခုံပြေးပြန်ပါရောအဖွားသောကအိမ်နောက်ဘက်ကတိုင်တွေအကုန်လုံးကိုလိုက်တုတ်ခိုင်းတယ်အိမ်နောက်ဘက်လည်းပြေးလို့မရရောအိမ်လေတိုင်တွေစီပြေးပါရောဗျာဒီလိုနဲ့အိမ်နောက်ကတိုင်အိမ်ရှိကိုတိုင်ချင်းတုတ်လာလိုက်တာနောက်ဆုံးတိုင်အားလုံးလည်းတုတ်ပြီးရောတိချောက်ကပြေးစရာမရှိတော့လို့ကျုပ်ခုနကတစ်စက်မိတ်အောင်မှာစိုက်ထားတဲ့တိုင်ကလေးစီကိုပြေးဝင်သွားပါဦးဗျာတိုင်ကလေးဆိုရင်ရိုင်တောင်ရိုင်သွားတယ်ဗျအဖွားသောကကားတော့ရေးလိုက်ရင် ငါကဒီเจ้าသိလို့တမင်ကြိုလောက်ထားတာဟဲ့ကဲစမ်းငွေအဲ့ဒီတိုင်ကလေးကိုနှုတ်ပြီးညနေကျရင်ရေစည်းတဲ့ချောင်းနဲ့မျောရင်မျောလိုက်မဟုတ်ရင်လေလေခွန်းနဲ့ယူပြီးမိသားရွှတ်လိုက်ဟာ ဒေါ်စန်းငွေကအဖွားသောကိုကျေးဇူးတင်လို့ပတ်စံတွေကြော့တယ်ဗျအဖွားသောကပတ်စံမယူဘူးဆိုတော့ဝတ်သားတွေထည့်ပေးလိုက်တာနှစ်ပိတ်တာသုံးပိတ်တာလောက်ရှိမယ်ထင်တာပဲဗျအသားတွေကတကယ်ကိုအသားကောင်းနေဗျအဖွားသောတို့ကသားမိနေရတဲ့ရှိတာဒီဝတ်သားတွေကိုဘယ်စားလို့ကုန်ပါလဲဗျသူတို့သားမိရဲ့အတွက်တပိတ်တာယူထားလိုက်ပြီးကြံတဲ့ဝတ်သားတွေကိုကျုပ်တို့မျိုးဟာကိုပေးလိုက်တာပေါ့ဗျာကျုပ်တို့တွေလည်းဝတ်သားကိုရှယ်ချက်စားကြတာဘိုက်ကိုကားနေတော့တာပါပဲအဲ့ဒီနေ့ကလာပြတော့မယ်နေဗျရွာစည်းကလာပြလာခွင့်နဲ့အခါကြီးရကြီးတွေဆိုရင်ပိတ်တယ်ဈေးပိတ်တယ်ဆိုပေမဲ့ရောင်းကြဝယ်ကြတဲ့သူတွေတော့ရှိပါတယ်အဖွားကအခါကြီးရကြီးဆိုရင်ဥပုံစောင်းတက်လို့တာဈေးမထက်တာပါနောက်နေ့ဈေးမထက်ဘူးဆိုတော့အဲ့ဒီနေ့ညညစ်တက်တဲ့အထိအဖွားတို့အိမ်မှာစကားထိုင်ပြောနေမိတယ်အဖွားတို့စကားပြောတာကိုကျုပ်ကဘေးနားကတိုင်းနားထောင်ပေါ့ဗျာည9နာရီလောက်လေရောက်ရောအိမ်မှာကြံနေခဲ့တဲ့ဒေါ်သေးသေးရောက်လာတယ်ဗျသူနဲ့တူဦးစိုးအောင်လည်းပါလာတယ်ဦးစိုးအောင်ဆိုတာအဖွားသမီးဒေါ်လာလိုက်ရဲ့ကြောက်ပေါ့ဗျာတစ်လုတ်ကွက်ထဲမှာတော့သူ့ကိုကိုပေါကျိုင်းလို့ခေါ်ကြတယ်မို့လားကျုပ်တို့အိမ်မှာလာနေတဲ့ပိုင်မဲအဖေပေါ့ပိုင်မဲနဲ့ဒေါ်သေးကညနေဆိုဗီဒီယိုရုံသွားကြတာများတယ်ဗျအခုလူစုံလက်ဆိုအဖွားသောရဲ့အိမ်ကိုရောက်လာတယ်ဆိုတော့
တခုတော့ထူးပြီးထင်တာပဲအဖွားမက်ကင်မကသူ့တမက်ကိုကြည့်လိုက်ရင် ဟဲ့ပေါကြိုင်စိုင်းမစင်ဘုံမစင်နဲ့ဘလို့လုပ်ပြီးရောက်ချလာတာလဲဟဲ့ ဒီကိုပဲလာခဲ့တာအမေရေအမေကိုအိမ်မှာမတွေ့တော့အမေစောတို့အိမ်ကိုရောက်နေတယ်ဆိုတာနဲ့တခါတည်းလိုက်လာခဲ့လိုက်တာ ကဲစိုးစမ်းမအောင်ဘာကိစ္စရှိလို့လဲ ကိစ္စကတော့အမေစောကိုလွှတ်ဆက်တဲ့ပင်သွားခြင်းလို့ဗျအဖွားစောကမျက်မှောင်ကျုပ်လိုက်ပြီး လွှတ်ဆက်ဆိုတော့နင်တို့တစ်ကွက်ထဲပဲမို့လားဟဲ့ဘာဖြစ်လို့လဲ ဟုတ်ပါတယ်အမေစောလွှတ်ဆက်မှာပြဿနာကလေးနည်းနည်းရှိနေလို့ပါ ဘာပြဿနာမို့လို့လဲ ဥပုပ်ချင်းကခေါင်းကုပ်ပြီးတော့ရောက်မှပဲကြည့်ပါတော့အမေစောရဲ့ကျုပ်လည်းမပြောပြတတ်လို့ပါလွှတ်ဆက်ပိုင်းတဲ့တထေးကအမေစောကိုပြင်လာခဲ့လို့မှားလိုက်လို့ပါအမေစောလိုက်မယ်ဆိုရင်မနှက်စောကားငားပြီးတက်ခွက်ထဲကိုဆင်းကြမယ် အင်းလေတကူးတကလာပေးနေဆိုတော့လေလိုက်ရတာပေါ့ဒါနဲ့ပြေမနေရောလိုက်မလားလိုက်မလေလှလာတော့နဲ့တွေ့ရတာပေါ့မရောက်တာကြားနေပြီဆိုတော့အတော်ပဲ ဒါဆိုကျွန်တော်လည်းလိုက်မယ်နော်အဖွာ လိုက်ပါအေးလိုက်ပါတို့တွေပိုင်ပိုင်ကိုပါခေါ်သွားကြမယ် ခရီးထွက်ရတော့မယ်ဆိုတော့ပျော်တာပေါ့ဗျာအဲ့ဒီနေ့ညပဲအိမ်ပြန်ပြီးအချောက်ချမ်းတွေချက်ချပြုတ်ကြတယ်အဝတ်စားတွေပါတယ်ထဲချပြုတ်ကြတယ်ပေါ့အဖွားကတော့တရက်နေ့ရပဲဆိုပြီးအဝတ်စားတွေတိတ်မထဲခိုင်းဘူးဗျကျောင်းလွယ်အိတ်ထဲတယောက်တစ်စုံလောက်ပဲထဲကြတာမနဲ့မိုးလင်း၄နာရီထိုးလောက်မှာဥပေါက်ချင်းကလွှတ်ဆက်တွေလွတ်လိုက်တဲ့ကားနဲ့လာကြိုတယ်ဗျကားလေးကဓာတ်ဆန်းကားလေးဆိုတော့ကားသမားနဲ့ဥပေါက်ချင်းကအရှိကန်းထိုင်နေကျုပ်တို့လူတစုကတော့အနောက်ခန်းမှာထိုင်ရင်လိုက်ခဲ့ကြတာပေါ့ဗျာတစ်ကွက်ကမြို့ချောင်းရွာရဲ့ဟိုဘက်ထဲမှာဗျဒါပေမဲ့လွှတ်ဆက်ကတော့မြို့ချောင်းရွာနာကကားလမ်းဘေးမှာရှိတယ်လွှတ်ဆက်ဆိုလို့ခက်သေးသေးတော့မထင်လိုက်နဲ့ဗျတစ်အလုံးလိုက်ကြီးတွေကိုသူ့အရေးစားလိုက်စက်ကြီးတွေနဲ့ခွဲကြတာဗျခွဲပြီးသားတစ်တွေကိုလည်းဂိုးတောင်ကြီးနဲ့ထည့်ထားကြတယ်လွှတ်ဆက်ချံဝင်းကြီးတွေတရေကားလောက်နီးနီးရှိမယ်ထင်တယ်ဗျလွှတ်ဆက်တွေကိုရောက်တာနဲ့ဦးလေးကလွှတ်ဆက်ထင်းနဲ့မိတ်ဆက်ပေးတယ်တတိနံမီကကိုအသေးလေးတယ်ဗျအသက်က40လောက်ပဲရှိမယ်ထင်တယ်နံမီအတိုင်းလူကောင်ခက်သေးသေးဗျချမ်းသာတာကတော့တော်တော်ချမ်းသာတဲ့လူဗျဝတ်တာထားတာကလည်းအကောင်းသားတွေကြီးပဲလက်စွပ်တွေတင်3-4ခွန်းဆွတ်ထားတာလေဘင်းမှာလည်း2တဲသားလောက်ရှိမယ်ရွှေစဲကျိုးအပြားကြီးနေဗျဟန်းချင်းတွေနိုင်တွေလည်းဝတ်ထားပါသေးရဲ့ဗျာကိုပုတ်ချင်းကပင့်ပါဆိုလို့တာပင့်ရတယ်ကျုပ်ကတော့ဓာတွေကိုယုံကြည်မရှိပါဘူးဗျာရောက်ကလေးကအဲ့ဒီစကားထပြောတာပဲဗျသူ့ပုံစံကဦးလေးတိုက်တွန်းလို့တာလောက်ရတဲ့ပုံစံပဲဗျဒါကြောင့်လေဒီလောက်နီးနီးကလေးကိုသူ့ကိုယ်တိုင်လာမကြတာဖြစ်မှာဧည့်သည်တွေလာတယ်ဆိုလို့နေရာထိုင်ခင်းနေပါလေမပေးဘူးဗျာဒီလူကခက်တီတီပဲဗျအဖွားသောကခါထောက်လိုက်ရင် ကဲပြောပါဦးဘာဖြစ်တာလဲ ဦးလေးကကျွန်းလုံးကြီးတစ်လုံးကခွဲမရပဲဖြစ်နေလို့ပါအမေစော ကျွန်းလုံးခွဲမရနဲ့ငါနဲ့ဘာဆိုင်လို့လဲပေါက်ကျင်းရဲ့ ဒီလိုပါအမေစောဒီတစ်ဆက်ကကျွန်းနယ်မကဘူးပြင်းကလေးတွေတစ်မာတွေကခွဲလာတဲ့ဆက်ပါဒါပေမဲ့တနည်းကအဲ့ဒီတစ်လုံးကြီးကိုခွဲတဲ့အခါလွှတ်ကမယုံနိုင်ပဲဖြစ်နေပါတယ်အလုပ်သမားတွေလည်းစက်တွေပါတယ်တေချာစစ်ပြီးထက်ခွဲပေမဲ့ဒီတစ်ကိုလွှတ်မတော့ဘူးဖြစ်နေပါတယ်အမေစောတခြားတစ်ကိုခွဲတော့အကောင်းပါပဲအဲ့ဒါနဲ့အဲ့ဒီတစ်လုံးကြီးကိုမခွဲတော့ပဲဘေးမှာချထားလိုက်ပြီးတခြားတစ်တွေဆက်ခွဲပါတယ်ပြဿနာကတော့မနေ့ကစတာပါဦးလေးကနဖူးကကြလာတဲ့ချွေးကိုတပတ်တစ်ခုနဲ့တုပ်လိုက်ပြီးလွှတ်စမှာဖုံမင်းကြီးကိုလာတန်းဆိုတာရှိပါတယ်သူကအလုပ်သမားကောင်းဆောင်ပါဖုံမင်းလာတန်းကဒီတစ်လုံးကြီးကိုမင်းတို့ခွဲပြရကောင်းလားဆိုပြီးမနေ့ကစူပူပါတော့တယ်အလုပ်သမားတွေလည်းနောက်တစ်ခါထပ်ခွဲပါတယ်မရပြန်ပါဘူးအတွေ့အကြုံရှိတဲ့အလုပ်သမားတွေကတော့တစ်သုံးမှာပရလောကသားဆွဲကန်နေလို့ခွဲမရတာလို့ပြောပါတယ်ဖုံမင်းလာတန်းကအဲ့ဒါကိုလက်မခံပါဘူးသူကနည်းနည်းကျန်းတဲ့လူပါပရလောကသားဆိုတာလူရဲ့သေးကိုမခံနိုင်ဘူးလို့ပြောပြီးတစ်သုံးကြီးကိုသေးနဲ့ခွပန်းมาတော့တယ် မိုက်လိုက်တာတော်တော်မိုက်တယ်လူပဲအခုသူ့ပဲမှလဲ ညကကက်ပေကြီးရောင်းတက်လာပြီးဘောလုံးလောက်ကြီးဖြစ်သွားလို့ဒီမနေ့ပဲဆေးရုံကိုပို့လိုက်ရပါတယ် ဒီလောက်ဖြစ်တာကံကောင်းနေမှ အလုပ်သမားတွေလည်းညတုန်းကမျိုးမျိုးချောက်လန့်ခံရပြီးအခုတော့ဖျားတဲ့လူကဖျားပြန်ပြေးတဲ့လူကပြန်နေလွှတ်ဆက်ကိုပါပိတ်ထားရပါတယ်မေစောရဲ့ဦးလေးပြောပြီးတော့ကိုအသေးလေးကအဖွားသောကိုကြည့်ရင်ဒီမဲမဲကြီးအဲ့ဒီကိစ္စကိုခမရှင်းနိုင်သလားရှင်းနိုင်တယ်ဆိုရင်9000ပေးမယ်ခမတကယ်ရှင်းလို့ပြီးပြီဆိုမှပေးမှာနော်ကျုပ်ကလုံလုံလူကမဟုတ်ဘူးဗျခမတို့လိုအထက်လန်းဆရာရအောင်ဘာရောင်တွေကရောင်ဝါလူတွေကိုပဲလှည့်စားလို့ရမယ်ကျုပ်ကတော့လှည့်စားလို့မရဘူးကျုပ်ဆိုရင်ဒေါ်ရာကြီးထွက်သွားတာဗျာဦးလေးဆိုရင်လည်းမျက်နှာငယ်ကလေးနဲ့ဖြစ်နေတယ်ဗျ
ဒါဖြင့်မောင်ကြီးကိုတခုမေးမယ်နော်အဲ့ဒီတစ်တုံးကြီးမှာပရလောကသားရှိတယ်ဆိုတာမောင်ရင်မယုံဘူးလား မယုံဘူးဗျာမယုံဘူး မယုံဘူးဆိုမှတော့မတတ်နိုင်တော့ဘူးပေါ့ပေါက်ကျင်းရင်ငါပြန်မယ် ဦးလေးကပြပြတဲ့နဲ့မလုပ်ပါနဲ့မေစောရဒီအထိရောက်ပြီးတော့မှဒီအတိုင်းပြန်မသွားပါနဲ့ဗျာဦးလေးကလွှတ်ဆက်ပဲရှိပဲလှည့်လိုက်ပြီးကိုအသေးလေးရခမခေါင်းမကျင်းသားမနဲ့လွှတ်ဆက်နေစဉ်ရက်ဆက်ပိတ်ထားရင်လူတွေအလုပ်ပြအကိုင်းပြဖြစ်ရတယ်လို့ခမစီးပွားရေးလည်းထိခိုက်သွားမှာနော်ကိုအသေးလေးကသပြင်းတစ်ချက်ချပြီးအေးဗျာသူလုံးနိုင်နေဆိုရင်လည်းလုပ်ပါသေးကျုပ်ဘာတစ်ခုမှဝန်ပြောတော့ဘူးအဖွားသောကတစ်လုံးကြီးစီရှောက်သွားတယ်ဗျတစ်လုံးကြီးကကောင်းလိုက်တာဗျာလုံးပြီးဖြောင်းနှမ်းနေတာပဲအဖွားသောကတစ်လုံးကြီးကိုလက်နဲ့ထိကြည့်ပြီးထုံးစံတိုင်းအာယုံခံလိုက်တယ် တစ်လုံးမှာရှိနေတာမကောင်းတဲ့ပုံကိုမဟုတ်ဘူးဟဲ့ကောင်းတဲ့ပုံကိုကြီးနာမည်ကြီးတစ်ပါးရှိနေတာပဲ ကျုပ်တို့အားလုံးအံ့ဩသွားကြတယ်မအံ့ဩတာကတော့ကိုအသေးလေးဗျခမဘိုးရီလျှောက်ပြောမနေပါနဲ့ဗျာဒီတစ်လုံးမှာနဲ့ရကယ်ရှိမရှိသလားခမဘယ်လိုတက်တည်ပြမလဲအဖွားသောကတစ်ချက်ပြုံးပြီး အေးလေပြဆိုတော့လေပြရသေးတာပေါ့မောင်ရင်တို့အနက်ခံကြည့်ကြသံဘာနဲ့ရတယ်လဲလို့ တစ်ဆက်ဆိုတော့လွှတ်သာမိုးနဲ့တစ်သားနဲ့နေပဲရနေတာပေါ့ဗျာကိုအသေးလေးကခေါင်းခလိုက်ရင်တစ်နိုင်ကလွဲပြီးဘာမှမရဘူး ဟုတ်ပြီနော်နာမည်ရှိမရှိပြတော့မယ် အဖွားသောကတစ်လုံးကြီးကိုလက်နဲ့ပုတ်ရင် နာမည်ကြီးရှိတယ်ဆိုရင်ထူးခြားသိတာတဲ့အနက်ပေးပါ အဖွားသောလည်းပြောပြီးတော့နန်းသာမြူနန်းလို့နန်းသာနီနန်းလို့အနန်းတစ်ခုကတင်းတင်းကလေးနဲ့မှုေးတက်လာတာဗျာအစကတော့အနန်းကဖြော့ဖြော့ကလေးပဲဗျနောက်တော့တဖြည်းဖြည်းပြင်းလာတယ်ဒါတောင်ကိုသေးလေးကသူ့ဘာနဲ့မှမရပါဘူးဆိုပြီးလုံနေသေးတယ်အနန်းကဘလောက်တောင်မှုေးသွားလဲဆိုရင်လှဆောင်မှုနဲ့တင်းနန်းတွေကိုတော့ဖုံးလန်းသွားပြီးလမ်းပေါ်ထိသွားမှွေနေတာဗျလမ်းပေါ်ကဖြတ်သွားတဲ့လူတွေကတော့နှာခေါင်းရှုပ်ရှုပ်နေရဲ့တချို့ကနန်းသာပြီးတော့ခွဲနေတဲ့ထင်လို့တောင်မှမက်ချက်ပေးသွားကြသေးတယ်အဲ့ဒီတော့မှကိုသေးလေးကယုံတယ်လို့ဖြစ်သွားတာဗျို့ နာမည်ကြီးဒီလောက်ဆိုရင်ရပါပြီယနေ့နေပြန်သိမ်းလိုက်ပါတော့ အဖွားတော်ပြောပြီးတိတ်မကြခင်ပါပဲအနက်နေအကုန်လုံးပျောက်သွားတော့တယ်ဗျအမွေးနဲ့မကြံတော့ပဲလွှတ်ဆောင်မှုနဲ့တစ်နံပဲကြံခဲ့တော့တယ်ကိုသေးလေးကအဖွားတော်စီပြေးလာပြီးကျွန်တော်ဘယ်လိုလုပ်ရမလဲမေကြီး အကောင်းဆုံးကတော့ဒီတစ်ကိုမခွဲနဲ့ မခွဲလို့ဖြစ်ပါမလားမေကြီးရဲ့ဒီတိုင်းထားရင်ကျုပ်တစ်ဖို့တွေစုံးမှာပေါ့ဗျ ဒါဆိုမခွဲလို့မရဘူးပေါ့ အဖွားတော်ကမျက်လုံးမိတ်ပြီးအာယုံခံနေသေးတယ် ဒါဆိုဒီလိုလို့နင်ဒီတစ်သုံးကြီးကိုတစ်တွေဖြစ်ခွဲပြီးတဲ့အခါတစ်သုံးပေါ်တစ်ပုံကိုနာမည်ကြီးကိုရည်စူးပြီးဖုံးရောင်းကိုလှူရမယ်လို့ဂရီပေးရမယ် အဲ့ဒီလောက်တော့ရပါတယ်မေကြီးကျွန်တော်ဂရိပေးပါတယ် ဟုတ်ပြီနောက်တစ်ခုကတစ်ကိုင်းတစ်ကိုင်းခက်ကြီးကြီးရှာလာခဲ့ ဦးလေးကတစ်ဆက်နောက်ဖက်ကဗရောက်ကိုင်းတစ်ကိုင်းခုတ်ချလာတယ်ဗျအဖွားတော်ကဗရောက်ကိုင်းနဲ့တစ်လုံးကြီးကိုထိလိုက်ပြီးနာမည်ကြီးကိုပင့်နေအဖွားတော်ပင့်ပြီးရောဗရောက်ကိုင်းကြီးကလူတယောက်လက်နဲ့ကိုင်းပြီးလှုပ်တယ်လို့ခါရမ်းနေတယ်ဗျာ ဒီတစ်ကိုတစ်ကွေရဲ့အနောက်တောင်ဘက်ကျန်းကလက်တိုးတောင်လုံးခေါ်တဲ့တောထဲကခုတ်လာတာလို့ပြောတယ်နင်တို့အဲ့ဒီတောင်ကိုသိလား ဟုတ်ကဲ့သိပါတယ် သိတယ်ဆိုရင်ဟောဒီတစ်ကိုင်းကိုတိတိကျကျပြစ်မိတ်ပြီးလက်တိုးတောင်စီပြန်သွားထားပေးလိုက်ပါအပြစ်လုံးမိတာတွေတောင်းပန်ပြီးရွှေငွေတွေလောင်းပေးလိုက်နန်းသာမျိုး၅ပါးနဲ့ဆေးပေးလိုက်ဟုတ်ပြီလားတခုရှိတာကတစ်ခွဲပြီးရင်ဖုံးရောက်ကိုနမင်းကိုစားလှုပ်ပေးရမယ်သူ့ကိုအမျှဝေပေးရမယ်ဟုတ်ပြီနော် ဟုတ်ပါပြီမေကြီး ကဲပြီးပြီဆိုရင်ငါပြန်မယ် မပြန်ပါနဲ့ဦးမေကြီးရဲ့ကျွန်တော်အမေကြီးကိုဂါရဝပြုကျင်ပါသေးတယ်ကိုအသေးလေးကကျုပ်တို့ကိုအိမ်မော်ခေါ်တင်ပြီးလက်ဖက်ရည်တိုင်းစားတော့ဆိုင်ကထမင်းတွေစားစရာတွေကိုပြီးနေ့လေသာအဲ့ခံတော့တယ်ဗျကျုပ်ဦးလေးဥပုပ်ချိုင်းကိုတော့ခုနကဗရောက်ကိုင်းပေးပြီးနှစ်တိုးတော်မှာသွားပြန်ထားခိုင်းလိုက်တယ်ထမင်းစားပြီးနေ့လေရောက်တော့ဖျားနာနေကြတဲ့လူသမားတွေကိုသူ့လိုပြန်ကောင်းကူကြတယ်ဗျလောဆန်နောက်မှာစောက်ထားတယ်အလုသမားတန်းလျားတဲ့ကတိုင်ထောက်လာကြတယ်ကိုအသေးလေးကအလုသမားတွေကိုအဲ့ဒီတတုံးကြီးကိုစမ်းခွဲခိုင်းနေဗျဟိုရက်တွေကလှော်မတူဘူးခွဲမရဘူးဆိုတဲ့တစ်လုံးကြီးကဒီနေ့တော့လွယ်လွယ်ကူပဲခွဲလို့ရသွားတယ်ပေါ့ဗျာညနေရောက်တော့ကျုပ်တို့အိမ်မြတ်ကိုလှုပ်ကြတယ်အဖွားသောကိုအသေးလေးကဝင်9000ကြော့တယ်ဒီအခါတော့အဖွားသောကယူတယ်ဗျအရင်တော့ကငွေကြော့ရင်မယူဘူးဗျခုတော့ထူးတယ်အရင်ကနဲလို့မြမြူတာလားလို့ကလေးပီပီတွေးလိုက်မိတယ်ကျုပ်တို့ပြန်မယ်လှုပ်တော့မှပဲကားတစ်စီးကထိုးဝင်လာတယ်ဗျကားပေါ်မှာဗလာတော့ရုပ်ချင်းချင်းနဲ့လူတစ်ယောက်ပါလာတယ်သူကဖုံမင်လှသန်းဆိုတဲ့လူဗျ
ဆေးရုံရောက်ပြီးယောဂရှာနေတော့မှပဲကက်ပေကသူ့လိုပြန်သေးပြီးအကောင်းပဂရီဖြစ်သွားလို့ပြန်ဆင်းလာကြတာတဲ့ဗျာကျုပ်တို့မြေဖွားရည်လေတစ်ကွက်ထဲမသွားတော့ပဲကားနဲ့ပြန်လိုက်လာကြတာပေါ့အဖွားတော့ကအဖွားကိုပတ်စံ9000ထုတ်ပေးတယ်ဗျ ဒီမရေမနှက်ပြန်ကြရင်ဟောဒီငွေ9000ကိုဖះကြီးကျောင်းတိုက်ကိုလှူလိုက်စမ်းပါငါလှူတယ်မပြောနဲ့နာမင်းကြီးလှူတယ်လို့ပြောပြီးအမြလေးပါလေပေးလိုက်ပါ ਈ အဖွားကလှမ်းယူလိုက်တယ်ဒါနဲ့အဖွားတော့ကိုအသေးလေးကဖုန်းကြောင်းကိုတစ်တွေလှူအောင်မယ်မဟုတ်လား သူလှူတာသူ့အပိုင်းလေဒါကတော့ငါလှူလိုက်တာဒီလိုပုံကိုယ်တွေဆိုတာတကိုးကြီးတယ်ငလင်းရဲ့ငါကလည်းသူ့ကိုမနှဲဖြောင်းပြသူကိုယ်တိုင်လည်းသူ့တစ်ပင်ဗိမ္မာန်ကြီးပြန်မကောင်းနိုင်တော့ဘူးဆိုတာသိလို့တဆင့်လျှော့လိုက်တာဟဲ့အခုငါလှူလိုက်တယ်ဆိုတာသူ့ရဲ့ကိုယ်ရောင်ကိုယ်ဟာအတွက်လှူလိုက်တာအသေးလေးတို့လှူတဲ့တစ်ကြတော့သူ့ရဲ့ဘဝိမှန်အစ်စ်တွေပေါ့ အဖွားတော့ကဘာမှမပြောတော့ပဲအပြင်ကိုငေးကြည့်နေတော့တယ်ကျုပ်ကတော့နာမည်ကြီးလေဘုံမိတ်မှန်အစ်စ်တွေရပြီးကိုရောင်ကိုဝါတွေတောက်ပနေတော့မှာပဲဆိုတာတွေးလို့ဂျင်းနဲ့အားရနေမိပါတော့တယ်ဗျာဒီနေ့တင်ဆက်ပေးတဲ့ဇလန်းလေးကတော့ပညာတဲ့အဖွားစောနဲ့နတ်နေခိုင်းဆိုတဲ့ပရလောကဖြစ်ရမှန်ဇလန်းလေးပဲဖြစ်ပါတယ်နောက်ရက်ဒီမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်ပေးသွားမှာမလို့နားဆင်ခန်းစားအားပေးကြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူကိုဖြိုးပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ